ကျွန်တော်တို့တွေကချမ်းသာခြင်းနဲ့ပတ်သက်ပြီးတော့ theory တွေနီးလန့်နေအများကြီးသိနေကြပေမဲ့ဘဝမှာတကယ်တမ်းထူးထူးခြားခြားအောင်မြင်မှုဘာလို့မရကြသေးရလဲအဖြေကတော့ရှင်းပါတယ်သိတာနဲ့အမှန်တကယ်ယုံကြည်ခြင်းကြားမှာကြီးမားတဲ့ကွာဟချက်တစ်ခုရှိနေလို့ပဲဖြစ်ပါတယ်သိတယ်ဆိုတာကအမှန်တော့သတင်းချက်လက်တစ်ခုပါပဲယုံကြည်ခြင်းကတော့သင်ရဲ့လှုပ်ဆောင်မှုတိုင်းကိုတွန်းအားပေးမဲ့ခံယူချက်ပဲဖြစ်ပါတယ်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဆေးလေးတောက်တာကကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတာကလူတိုင်းသိပါတယ်ဒါပေမဲ့ဘာကြောင့်ဆက်တောက်နေတဲ့လူရှိနေကြရလဲဒါကဆေးလိပ်ဆွဲနေလို့နေမှာပေါ်လို့ထင်ရင်တော့မှားပါလိမ့်မယ်တကယ်အကြောင်းရင်းကအဲ့ဒီအသက်ကိုတကယ်နှုတ်ယူသွားလိမ့်မယ်ဆိုတဲ့ဒီနှလုံးသားတွေကနေမှတဆင်မယုံကြည်လို့ပဲဖြစ်ပါတယ်တကယ်ယုံကြည်ရသူဆိုလို့ရှိရင်တလိမ့်မတော့မှထိရဲမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ခေါင်းထဲမှာရှိတဲ့ငွေကြေးနဲ့ဆိုင်တဲ့အသိပညာတွေကိုလက်စုပ်လက်ကင်ပြနိုင်တဲ့ကြွားချမ်းသာမှုအဖြစ်ပြောင်းလဲနိုင်တဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အစဉ်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့ယုံကြည်မှုကနေစွမ်းအားဖြင့်ဘလို့တိဆောက်ရမလဲဆိုတဲ့အပိုင်းကိုစလိုက်ကြအောင်အပိုင်း1ယုံကြည်မှုရဲ့စွမ်းအားဒီအပိုင်းမှာတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုခရီးအတွက်အစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့စိတ်ကူးပုံဖော်ခြင်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်စိတ်ကူးပုံဖော်ရဲဆိုတာကတော့ကလေးကလာစိတ်ကူးရင်နေတာမျိုးပြောတာမဟုတ်ဘူးဒါဟာအုံနောက်နဲ့ခန္ဓာကိုယ်ကိုအောင်မြင်မှုအတွက်ကြိုတင်လေ့ကျင့်ပေးရဲ့သိပ္ပံနည်းကျနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ခဏလောက်မျက်လုံးမိတ်ပြီးတော့စိတ်ကူးထဲမှာတမယာတိအကြီးတစ်လုံးကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီတမယာတိကိုဓာတ်နဲ့လှီးလိုက်တယ်ဆိုကြပါစို့သူ့ရဲ့အနံ့ကိုရလာတယ်လို့ခံစားမိရမှတ်လားပြီးတော့အဲ့ဒီတမယာတိကိုပါဇက်ထဲထည့်ပြီးတော့ကိုက်လိုက်တယ်လို့ထပ်ပြီးတော့မြင်အောင်ကြည့်ဘလို့လဲပါဇက်ထဲမှာချင်းစလို့ဖြစ်ပြီးတော့တေတွေလည်းထွက်လာကြတယ်ဟုတ်ဒါဆိုရင်တမယာတိကဘာမှလဲကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာပဲရှိတာပါဒါကဘာကိုပြရလဲဆိုတော့ကျွန်တော်တို့ရဲ့မတိစိတ်ကစိတ်ကူးနဲ့လက်တွေ့ကိုမခွဲခြားနိုင်တဲ့ရိုးသားတဲ့ကလေးတစ်ယောက်နဲ့တူနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနီလန်းကိုအသုံးချပြီးတော့ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်ဒါကကိုယ့်ကိုလိမ်လေတာမဟုတ်ဘူးကဘာစစ်မီအားကစားသမားတွေဆိုလို့ရှိရင်ပြန်ပွဲမတိုင်ခင်မှာသူတို့အနိုင်ရသွားတယ်ဆိုတဲ့စိတ်ကိုအထက်ထက်ကြိုတင်လေ့ကျင့်ပေးသလိုမျိုးပဲဖြစ်ပါတယ်ဒါကခန္ဓာကိုယ်ကိုအောင်မြင်မှုရဲ့ခံစားချက်နဲ့ကြိုတင်အကျွမ်းတဝင်ဖြစ်အောင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်တကယ်တမ်းအောင်မြင်မှုရလာတဲ့အခါမှာတော့သင်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီခံစားချက်ကိုငါသိရဆိုပြီးအလိုလိုတုံ့ပြန်နိုင်လာပါလိမ့်မယ်ဒီနေရာမှာ World's Greatest Salesman ဆိုပြီးတော့လူသိများတဲ့ George Russ ဆိုတဲ့ကားရောင်းသမားတစ်ယောက်ရဲ့အကြောင်းလေးကိုပြောပြပေးခြင်းပါတယ်သူကနေ့စဉ်မနက်တိုင်းမှာမှန်ရှိမှရက်ပြီးတော့ငါကကဘာပေါ်မှာအကြီးကျယ်ဆုံးအယောင်သမားပဲဆိုပြီးတော့အကြိမ်250လောက်နေတိုင်းရွတ်ခဲ့တယ်တချို့ကတော့သူကအယူပဲလို့ပြောကြလိမ့်မယ်ဟုတ်တယ်အဲ့ဒီအယူလို့အပြောခံရတဲ့သူကပဲသူ့ရဲ့လောက်သက်15နှစ်အတွင်းမှာကားစီးရဲ့13000ကိုရောင်းချနိုင်ခဲ့ပြီးတော့ဂင်းနစ်ကဘာစံချိန်နောက်ဝင်ခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်သူသုံးတဲ့အယောင် sales technique တွေကလည်းပြောင်းလဲသွားလို့လားမဟုတ်ပါဘူးဒါမှမဟုတ်ရင်သူ့ရဲ့စကားလုံးတွေပြောင်းသွားလို့လားအဲ့ဒါကြောင့်လည်းမဟုတ်ပါဘူးသူ့ရဲ့ယုံကြည်မှုပြောင်းလဲသွားလို့ပဲဖြစ်ပါတယ်သူကကမ္ဘာအကြီးကျယ်ဆုံးအယောင်သမားဆိုတာကိုသူကိုယ်တိုင်အစစ်အမှန်ယုံကြည်သွားတဲ့အခါမှာအဲ့ဒီယုံကြည်မှုကနေထွက်ပေါ်လာတဲ့စွမ်းအင်ကိုဝယ်သူတွေကခံစားမိကြမှာပါကိုပြန်ပြီးကြည့်ပါသင်ကိုယ်တိုင်ကိုသင်မယုံကြည်လို့ရှိရင်အခြားသူတွေကသင်ကိုဘာကြောင့်ယုံကြည်ရမှာလဲဒီလိုခိုင်မာတဲ့ယုံကြည်မှုကိုတိဆောက်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီယုံကြည်မှုကိုလက်တွေ့ကျတဲ့အစီအစဉ်တစ်ခုအဖြစ်ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့လေ့လာကြလိုက်အောင်အပိုင်း2ယုံကြည်မှုကိုတိဆောက်ခြင်းဒီပိုင်းကတော့ဗီဒီယိုရဲ့အဓိကအကျဆုံးအပိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့ဘဝမှာအကောင့်ထဲပေါ်နိုင်ဖို့ဆိုရင်လက်စုပ်လက်ကင်ပြလို့ရတဲ့ပြတ်သားတဲ့ပန်းတိုင်တစ်ခုကိုပြောင်းလဲပေးဖို့လိုအပ်ပါတယ်ဒီဟာကိုအဆင့်60နဲ့တစ်ဆင့်ချင်းစီပြောပြပေးသွားပါမယ်ဒီအဆင့်60ကလည်းတစ်ခုချင်းစီတီးခြားရက်တည်နေရမျိုးမဟုတ်ဘဲနဲ့အပြန်အလှန်ချိတ်ဆက်နေတဲ့စနစ်တစ်ခုအဖြစ်အလုပ်လုပ်တာကိုအရင်ဆုံးသတိပြုပေးရပါမယ်အဆင့်1သင်ရဲ့ဘာကြောင့်ဆိုတဲ့ branding desire ကိုရှာဖွေပါပတ်စံလိုချင်တယ်ဆိုပြီးတော့အကြောင်းပြချက်ကိုမေးလိုက်မယ်ဆိုလို့ရှိရင်လူအများစုကလွတ်လပ်ချင်တယ်ကဘာတွေပတ်ချင်တယ်ခီးရီသွားချင်တယ်ဒီလိုမျိုးဖြည့်ကောင်းဖြည့်ကြပါလိမ့်မယ်ဒါကရောင်ကြီးဘွားဆန်ပြီးတော့ဘာစွမ်းမှမရှိပါဘူးသင်ရှာဖွေရမှာကအဲ့ဒီအကြောင်းစဉ်းစားလိုက်လို့ရှိရင်သင်ညအိတ်နေတဲ့အချိန်ညတကောင်မှတော့မှနိုးထစေနိုင်တဲ့အလွန်တိကျပြီးတော့စိတ်ခံစားမှုပြင်းထန်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဥပမာအားဖြင့်ကိုယ့်ရဲ့သားသမီးကိုအကောင်းဆုံးနိုင်ငံတကာအကြောင်းမှာထားပေးချင်တာဒါမှမဟုတ်ကိုယ့်ရဲ့မိဘကိုအိမ်ကြီးတစ်လုံးဝယ်ပေးပြီးတော့တတနေစေချင်တာဒီလိုတိကျတဲ့အကြောင်းရင်းတွေကပဲသင်လက်လျှော့ချင်လာတဲ့အချိန်ကျရင်သင်ကိုဆွဲတင်ပေးစီမဲ့တွန်းအားတွေပဲဖြစ်စီမှာဖြစ်ပါတယ်မှတ်ထားပါငွေရှာခြင်းနဲ့စိတ်ပေါ်မှာဘာတွန်းအားမှမရှိပါဘူး။ဘာကြောင့်မလို့ဒီငွေကိုရှာရလဲဆိုတဲ့အကြောင်းရင်းပေါ်မှာသာတွန်းအားတွေဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။အစစ်နှစ်သင်ရဲ့အိမ်မက်ကိုဂိမ်းကနန်းများအဖြစ်ပြောင်းလဲပါ။သ
တင်းရဲ့ဘာကြောင့်ဆိုတဲ့ branding desire ကိုရှာတွေ့ပြီဆိုလို့ရှိရင်အဲ့ဒီအိမ်မက်ကိုလက်ထွေအကောင့်ထဲပေါ်လာဖို့လိုအပ်တဲ့ငွေကြေးပမာဏကိုအတိအကျသတ်မှတ်ပေးရပါမယ်။ဥပမာသားသမီးရဲ့အကြောင်းစရိတ်ကို4နှစ်စာ$1,800တော့လကောက်မိဘအတွက်အိမ်ဝယ်ဖို့$2,000ဒါမိဘကိုစောင့်ရှောက်စရိတ်ပေးဖို့အတွက်$1,000စသဖြင့်ပေါ့အားလုံးပေါင်းစုစုပေါင်း$4,800ပဲဆိုကြပါစို့ဒီလိုလုပ်လိုက်ခြင်းအပြင်တင်းရဲ့အိမ်မက်ကမေးရတဲ့မျှော်လင့်ချက်တစ်ခုမဟုတ်တော့ဘဲနဲ့တိကျတဲ့ပြတ်မှတ်တစ်ခုကိုပြောင်းလဲသွားတာပဲဖြစ်ပါတယ်။နှစ်ဆင့်တော့တင်းရဲ့တန်ဖိုးကိုနောက်ပြန်စဉ်းစားပါဒီအဆင့်ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။လူ69%ကဒီနေရာမှာရပ်တန့်သွားကြတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအကျိုးရလဒ်ကိုလိုချင်ပေမဲ့တန်ဖိုးကိုဖန်တီးဖို့မစဉ်းစားကြလို့ပဲဖြစ်ပါတယ်။ငွေဘယ်လိုရမလဲဆိုတာကိုစဉ်းစားမဲ့အစားငါကဘယ်လိုတန်ဖိုးကိုဖန်တီးပေးမလဲဆိုတဲ့အတွေးခေါ်ကိုပြောင်းလဲပေးရမှာပဲဖြစ်ပါတယ်။ဥပမာ$4,800ရဖို့အတွက်သင်ဘာတန်ဖိုးကိုဖန်တီးမလဲ။လူတစ်ယောက်စီကနေ$4,800ရအောင်လုပ်မှာလား။ဒီလိုစဉ်းစားရင်တော့အရန်ခက်တာပေါ့။ဒါမှမဟုတ်လူအယောက်1000ကို$4,800တန်ပစ္စည်းကိုရောင်းမှာလား။ service ကိုပေးမှာလား။ဒီလိုစဉ်းစားလိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပိုလွယ်သွားမယ်လို့ထင်ပါတယ်။ဒါဟာစိတ်ကူးအိမ်မက်ကနေလက်တွေ့ကျတဲ့စီးပွားရေးစီစဉ်တစ်ခုအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။အဆင့်၄နောက်ဆုံးသတ်မှတ်ရက် deadline ထားရှိပါလူဆိုတဲ့သဘောကအလုပ်တစ်ခုကိုလုပ်ဖို့အတွက်အချိန်သတ်မှတ်လိုက်ပြီဆိုရင်သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ထိကိုအချိန်ဆွဲပြီးတော့လုပ်တတ်ကြတယ်။ကျွန်တော်တို့ကျောင်းသားဘဝတုန်းကလို့ပေါ့ဆီယမ်မကအင်စာပေးလိုက်လို့တစ်ပတ်အချိန်ရရင်တစ်ပတ်လုံးအချိန်ဆွဲပြီးတော့လုပ်တတ်ကြပြီးတော့တရက်ပဲအချိန်ရရင်အဲ့ဒီတရက်တင်အပြီးလုပ်တတ်ကြတယ်။ဒါကြောင့်မလို့တိကျပြီးဖျားရှိရဲ့ deadline မဖြစ်မနေသတ်မှတ်ရမှာပဲဖြစ်ပါတယ်။သတ်မှတ်တဲ့အခါမှာလည်းတစ်နှစ်အတွင်းတို့နှစ်နှစ်အတွင်းလို့ဒီလိုမျိုးမရသေးကြရဲဆိုတာထက်နောက်နှစ်ဘယ်နှလပိုင်းဘယ်နှရက်နေ့ဘယ်နှနိုင်မှာဆိုပြီးတော့တိတိကျကျသတ်မှတ်လိုက်ပါ။တင်းရဲ့အုံနောက်ကဒီပန်းတိုင်းကိုပို့ပြီးတော့အလေးအနက်ထားလာပါလိမ့်မယ်။အဆင့်5အလွယ်ကူဆုံးဖြစ်တဲ့ပထမခြေလှမ်းကိုစတင်ပါ။စိတ်ကူးစိတ်တန်းဆိုတာကတက်တန်းကုန်ဆုံးရက်တွေရှိပါတယ်။ရာအားလုံးအစင်သင်းဖြစ်မှလုံးမယ်လို့မစောင့်ပါနဲ့။ခုချက်ချင်းတင်းငယ်တဲ့ခြေလှမ်းကိုလှမ်းလိုက်ပါ။တင်းလုပ်ငန်းအတွက် Facebook page ဖွင့်ရမယ်ဆိုလို့ရှိရင်လည်းအခုချိန်ထားပြီးဖွင့်လိုက်ပါဒါမှမဟုတ် social media ပေါ်မှာကိုယ့်ရဲ့ရည်မှန်းချက်အကြောင်း post ကိုတင်လိုက်ပါဒီလိုလုပ်လိုက်တာကကိုယ့်အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်လိုက်တာဖြစ်ပြီးတော့နောက်မှလုပ်မယ်ဆိုတဲ့စင်ကြီးအားလုံးကိုခြေဖြတ်ပစ်လိုက်တာပဲဖြစ်ပါတယ်အဆင့်6တင်းရဲ့အောင်မြင်မှုကိုနေ့စဉ်လေ့ကျင့်ပါအားလုံးသိကြတဲ့ဂျမဆိုလို့ရှိရင်လည်းမနက်တိုင်းညတိုင်းမှာသူ့ရဲ့ပန်းတိုင်ကိုစာရွက်ပေါ်မှာချပြီးတော့ပြန်လည်ဖတ်ရှုပါတယ်ဒါပေမဲ့ဖျားစာရွတ်နေတယ်လို့ရွတ်နေရမှာတော့မဟုတ်ဘူးအဲ့ဒီပန်းတိုင်ကိုအောင်မြင်ပြီးသွားပြီဖြစ်တဲ့မြင်ကွင်းကိုစိတ်နဲ့မြင်အောင်ပြီးတော့အဲ့ဒီအောင်မြင်မှုရဲ့ခံစားချက်ကိုအပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်ဒါကတော့ခုနပြောခဲ့သလိုပဲကိုရောက်ချင်တဲ့နေရာရဲ့အောင်မြင်မှုကိုကိုနဲ့အမြဲရင်းနှီးနေစီတာပဲဖြစ်ပါတယ်အခုပြောပြသွားတဲ့အဆင့်6ဆင့်ကတစ်ခုချင်းစီတီးခြားမဟုတ်ဘဲနဲ့အစွမ်းတက်တဲ့စနစ်တစ်ခုဖြစ်တဲ့အတွက်ချိတ်ဆက်လှုပ်ဆောင်ရပါတယ်ဒီစနစ်တစ်ခုလုံးကိုနားလည်ပြီးတဲ့နောက်မှာတော့တကယ်စိန်ခေါ်မှုအစစ်ဖြစ်တဲ့လှုပ်ဆောင်ခြင်းအဆင့်ကိုဘယ်လိုကူးပြောင်းမလဲဆိုတာကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အပိုင်း3ရွေးချယ်မှုပြုလုပ်ရမယ့်အချိန်ဒီနေရာကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့်အမှန်တရားတစ်ခုဆိုတာရှိပါတယ်ကြည့်တဲ့သူအများစုကအသိပညာကိုစုဆောင်းယုံတတ်တာစုဆောင်းပြီးတော့လက်တွေ့ဘဝမှာဘာတစ်ခုမှလှုပ်ဆောင်ကြမှာတော့မဟုတ်ဒီအပိုင်းကတော့တင့်ကိုယ်တင်ပြန်လဲသုံးသပ်ပြီးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ဖို့တွန်းအားပေးမယ့်အပိုင်းပဲဖြစ်ပါတယ်လူများစုကနီလန်းပေါင်း100ကိုစုဆောင်းထားပေမဲ့လည်းတစ်ခုမှအသုံးမပြုကြအောင်သူတို့ရဲ့ဘဝကဒေါင်းလော့လုပ်ထားတဲ့ memory stick တစ်ခုလိုပဲတကယ်အပြောင်းလဲကဘယ်ချိန်မှဖြစ်ပေါ်လာလဲဆိုတော့လက်ရှိအခြေအနေတိုင်းသာဆက်ပြီးတော့တွားနေရတဲ့နာကျင်မှုကပြောင်းလဲဖို့အတွက်ကြောက်ရွံ့နေရတာထက်ပိုပြီးကြီးမားလာတဲ့အခါမှာဆိုလို့ရှိရင်ဖြစ်ပေါ်လာတတ်ပါတယ်အခုဒီဗီဒီယိုကိုလူ1000ကြည့်ရဆိုကြပါစို့9900သောသူတွေကဒီနေရာမရောက်ခင်မှာပဲကြော်သွားပါလိမ့်မယ်69ယောက်ကတော့အဆုံးထိနားထောင်ကောင်းနားထောင်ပါလိမ့်မယ်ဒါပေမဲ့1ယောက်လောက်ပဲဒီညမှာလက်တွေ့လှုပ်ဆောင်မှာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူကိုဓာတ်ရိုက်မိကုန်းလေးတစ်ခုမေးပါစေသင်ဟာအဲ့ဒီ1ယောက်လားဒါမှမဟုတ်ရင်ကျန်တဲ့9999ယောက်ထဲက1ယောက်လားတကယ်ပြဿနာကနီလန်းမရှိတာမဟုတ်သင်မှာနီလန်းတွေအများကြီးယာနဲ့ချီပြီးရှိနေလောက်ပြီတကယ်ပြဿနာကတိထားတဲ့နီလန်းတွေအလုပ်ဖြစ်လိမ့်မယ်လို့ယုံကြည်ခြင်းမရှိခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ယုံကြည်မှုဆိုတာအောင်မြင်မှုရဲ့ရလဒ်တော့မဟုတ်ဘူးအောင်မြင်မှုရဲ့အစဖြစ်တဲ့ရွေးချယ်မှုတစ်ခုသာဖြစ်တယ်သင်အောင်မြင်ပြီးမှယုံကြည်လာမှာမဟုတ်သင်ယုံကြည်ဖို့အတွက်ရွေးချယ်လိုက်တဲ့အခါမှသာအောင်မြင်မှုကစတင်လာမှာပဲဖြစ်ပါတယ်ဒီရွေးချယ်မှုကိုပြုလုပ်ပြီးနောက်ပိုင်းသင်ရဲ့ပထမဆုံးခြေလှမ်းကိုဘယ်လိုလှမ်းရမလဲဆိုတာနောက်ဆုံးအပိုင်းမှာလမ်းညွှန်ပေးအံ့ဖွယ်ဖြစ်ရတဲ့ဟာသင်တကယ်တမ်းယုံကြည်ဖို့ရွေးချယ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်စက္ကန့်ပိုင်းမှာလည်းစတင်ပါလိမ့်မယ်ရှင်းလင်းပြတ်သားတဲ့တိုက်တွန်းချက်တစ်ခုကိုပြောပါဆိုရင်အရာအလုံးကိုတပြိုင်နက်တည်းလုပ်ဖို့မကြိုးစားပါနဲ့ရှုပ်ထွေးသွားပါလိမ့်မယ်ပြီးကြပြီးတော့ချက်ချင်းလှုပ်ဆောင်နိုင်တဲ့အလုပ်တစ်ခုကိုပဲလှုပ်စေချင်ပါတယ်ဒီညအိယာမွန်ခင်အလုပ်တစ်ခုပဲလုပ်ပါ
တင်းရဲ့ဘာကြောင့်ဆိုတဲ့ burning desire ကိုရှာဖွေပါတင်းနှလုံးခုန်နှုံးကိုမြန်စေတဲ့တင်းရဲ့စိတ်လှုပ်ရှားစေတဲ့အဲ့ဒီအကြောင်းရင်းကိုစာရွက်တဲ့ပုံမှာအခုပဲချရေးလိုက်ပါနောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်တော့အရှက်အကြောက်ကိုကြော်လွှားပြီးတော့အဲ့ဒီစာရွက်ကိုဓာတ်ပုံရိုက်ပြီးတော့ social media ပေါ်မှာတင်လိုက်ပါဒါကတင့်ကိုတင်ပေးရဲ့ဂတိကဝတ်တစ်ခုပဲဖြစ်ပါတယ်တကယ်တော့ဒါကတင်ရင်ဆိုင်ရမယ်ပထမဆုံးစမ်းသပ်မှုလေးဖြစ်ပါတယ်တရားလေးကိုတောင်မှမကြော်လွှားနိုင်လို့ရှိရင်တင်မျောမှန်းတဲ့တင်4800ကဘယ်လိုလုပ်ကင်တွင်နိုင်မှာလဲဒီနေ့ဒီနေရာမှာရှိနေတဲ့မိတ်ဆွေများခင်ဗျာကျွန်တော်တို့အစမှာပြောခဲ့သလိုပဲတည်ခြင်းနဲ့အောင်မြင်ခြင်းကြားကကွာဟချက်ဆိုတာကတကယ်တော့အခြားအရာမဟုတ်ပါဘူးအဲ့ဒီကွာဟချက်ကတင်ကိုယ်တိုင်ပဲဖြစ်ပါတယ်တင်းရှိမှာလမ်းပြမြေပုံရှိနေပြီတင်းလက်ထဲမှာလည်းတောက်ကရှိနေပြီဒါပေမဲ့တကားကိုဖွင့်ပြီးတော့ဝင်သွားမလားဒါမှမဟုတ်အပြင်ကနေပဲရက်ကြည့်နေမလားဆိုတာကတော့တင်းရဲ့ရွေးချယ်မှုတတ်ပဲဖြစ်ပါတယ်လောကကြီးကအိမ်မက်မက်သူတွေကိုနေရာမပေးပါဘူးအိမ်မက်ကိုလက်တွေ့ခေါင်းထည့်ဖို့သူလိုပဲနေရာပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့တင်ဘွားရဲ့ဇက်လိုက်ကတင်ကိုယ်တိုင်ဖြစ်ကြောင်းကိုအခုပဲတက်တည်ပြလိုက်ပါအခုပဲစတင်လိုက်ပါဘာဖြစ်လို့လဲဆိုတော့မနှက်ပြန်ဆိုတာကနောက်ကျလွန်သွားပါလိမ့်မယ်အားလုံးပဲကိုယ့်ရဲ့အိမ်မက်တွေကိုလက်တွေ့ဖန်တီးနိုင်ကြပါစေလို့ဆုတောင်းရတဲ့ဗီဒီယိုလေးကိုဒီနေရာမှာညီကုန်းချုပ်လိုက်ပါတယ်ကြည့်ရှုပဲလူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Money Mind မြန်မာရဲ့တင်ဆက်သူကိုဇော်ပဲဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်